မနောပုပ္ပင်ကမဓမ္မာလောကမှာရှိတဲ့သဘာဝတရားတွေဟာစိတ်ကဥဆောင်နေတာဖြစ်တယ်စိတ်တေနနိယတိလောကောဆိုတဲ့တခြားနေရာမှာဟောတာလောကကြီးကိုစိတ်ကရှေ့ဆောင်နေတာဖြစ်တယ်ဒီသဘောတရားကိုစဉ်းစားဖို့မတ္တမအရေးကြီးတယ်ပေါ့စိတ်ကဥဆောင်သဘာဝတရားအလုံးကိုစိတ်ကအောက်ဆောင်သဘာဝတရားလို့ဆိုသည်မှာအတ္တကရာမှာတော့ဖွင့်ထားတာဓမ္မဆိုတာစိတ်ခံစားချက်တွေစိတ်ရဲ့မှတ်သားမှုတွေစိတ်ရဲ့လှုပ်ဆောင်မှုတွေအလုံးအသိစိတ်ကဥဆောင်နေတယ်လို့သူတို့ပြောတယ်ဆိုလိုတာကအဘိဓမ္မာစကားလုံးနဲ့ပြောရင်စေတသိက်တွေကိုစိတ်ကဥဆောင်တယ်လို့ဆိုလိုတဲ့အထိသို့တော့စေတသိက်တွေကိုလည်းဥဆောင်တာလားလို့ဆိုမဟုတ်ဘူးစိတ်ကြောင့်ဖြစ်တဲ့ယုတ်တရားတွေကိုလည်းပဲဒီစိတ်ကပဲဥဆောင်တယ်နော်အရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုတဲ့သဘောလေးကိုကြည့်မနောပုပ္ပင်ကမဓမ္မာတဘာဝတရားအလုံးဟာစိတ်ကဥဆောင်နေတာဖြစ်တယ်လို့ဆိုတာအရေးကြီးဆုံးကကိုယ်စိတ်ကိုထိမ့်သိမ်းဖို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာမနောတိဋ္ဌာစိတ်ကကြီးမှုနေတာဖြစ်တယ်မနောမယစိတ်ကဖန်တီးပြုလုပ်ထားတာတွေသာဖြစ်တယ်တဘာဝတရားတွေကိုစိတ်ကကြီးမှုနေတယ်တဘာဝတရားတွေဟာစိတ်ကဖန်တီးထားတာတွေဖြစ်တယ်စိတ်ဖြစ်တဲ့အတိုင်းဖြစ်ကြရတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့လူတိုင်းဟာစိတ်ဆိုတာရှိကြအဲ့တော့စိတ်ရဲ့တဘာဝကိုသေးသေးချာချာသိဖို့လိုတယ်ပေါ့အဲ့ဒီအချက်ဟာမြတ်စွာဘုရားရဲ့အဆုံးအမဗဟိုပြုတဲ့အချက်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေမှာစိတ်ကိုမထိန်နိုင်လို့ရှိရင်ဘာဖြစ်သွားတော့စိတ်ကိုမထိန်နိုင်လို့ရှိရင်နော်အပြောဆိုတွေမှားသွားမယ်အတွေးခေါ်တွေမှားသွားမယ်ပြောဆိုမှုတွေလွဲမှားသွားတယ်ပြုလုပ်မှုတွေလွဲမှားသွားစိတ်ကိုထိန်လိုက်လို့ရှိရင်စိတ်နဲ့တွေးရတဲ့အတွေးတွေကလည်းမှန်ကန်တယ်စိတ်ထဲရှိတာကိုထုတ်ပြောတဲ့အပြောတွေဟာလည်းမှန်ကန်တယ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့လှုပ်ရှားလှုပ်ကိုင်မှုတွေလည်းပဲမှန်ကန်သွားတယ်ဆိုအမှန်မှအဓိကကြတယ်စိတ်ကလေးအဲ့ဒီစိတ်ကလေးဖြစ်ပေါ်လာပုံတွေကိုတည်တည်ချာချာရှင်းပြတဲ့အခါကိုယ့်ကိုရှင်းကြည့်လိုက်စိတ်ကဥဆောင်နေဆိုတဲ့နေရာမှာဆိုပါစို့မျက်စိနဲ့အစင်အာယုံဆုံလိုက်တဲ့အချိန်လေးမှာမြင်သိစိတ်ကလေးဖြစ်လာတယ်မြင်တယ်ဆိုတာဖြစ်လာမြင်တယ်ဆိုတာဖြစ်လာပြီးတဲ့နောက်မှာဒီအပြစ်ကင်းတဲ့သဘောတရားတွေပဲဆက်ပြီးတော့ဖြစ်တယ်မြင်တဲ့အာယုံလေးကိုလက်ခံတဲ့စိတ်မြင်တဲ့အာယုံလေးကိုစူးစမ်းတဲ့စိတ်မြင်တဲ့အာယုံလေးကိုဆုံးဖြတ်တဲ့စိတ်တွေဟာဘာအပြစ်မှမရှိသေးတဲ့သဘောတရားတွေပဲဖြစ်တယ်သို့တော့အဲ့ဒီနောက်ဖြစ်လာတဲ့ဇောဆိုတဲ့စိတ်တွေကြတော့ကောင်းတာမကောင်းတာရောထွေးလာပြီပေါ့နော်ကောင်းတာမကောင်းတာရောထွေးလာပြီအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေပြောရမယ်ဆိုလို့ရှိရင်သက္ကဝိညာဉ်ပြီးရင်တမ္ပတိဆိုင်ပြီးရင်တန်တိရဏပြီးဝုထောအဲ့ဒီထီအောင်စိတ်ဟာပြစ်ကင်းနေသေးတယ်စိတ်ပဲဥဆောင်တဲ့စိတ်တွေဟာဘာအပြစ်မှမရှိဘူးအေးဝုထောပြီးတော့ဇောဆိုတာလာလိုက်လို့ရှိရင်အပြစ်ရှိတာနဲ့အပြစ်ကင်းတာနှစ်ခုဖြစ်သွားပြီအဲ့ဒီဆက်နေအဲ့တော့စိတ်ရဲ့တဘာဝစတင်လာတော့ဖြူစင်တယ်ပြစ်ကင်းတယ်နောက်ပိုင်းမှာရောထွေးပေါင်းရှက်လာတတ်တယ်ဆိုတော့ဒါကြောင့်မို့စိတ်ကဥဆောင်နေတယ်ဆိုတော့အပြစ်ကင်းတဲ့စိတ်ကဥဆောင်တယ်နားတွေကအတန်ကြားလိုက်တယ်အတန်နဲ့နားနဲ့ဆုံစည်းလိုက်တဲ့အခါမှာကြားသိစိတ်လေးဖြစ်တယ်ကြားသိစိတ်လေးဖြစ်တဲ့အချိန်ထိအောင်စင်ကြယ်နေသေးတယ်သို့တော့နောက်ပိုင်းဇောအစဉ်ရောက်လာတဲ့အခါကျတော့ခြေနှမှုမခြေနှမှုဆိုတာဖြစ်လာတယ်ပေါ့အဲ့ဒါလို့ဆင်းရဲဖြစ်လာ
ရသော်ဗျာဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတဲ့ကျင့်စဉ်ကြီးခေါ်တာလည်းပဲဒီသဘောကိုခေါ်တာပဲဟောဝိပဿနာတရားအထုတ်လို့မြင်တာကိုမြင်အောင်စစ်မှာပဲထားရမယ်ဆိုတဲ့ကျင့်စဉ်ဟာဘာဟိယဓာရုစီရိယကိုဟောခဲ့တယ်မာလုကြပုဒ္ဒဆိုတဲ့ယဟန်ကိုကပ္ပဋ္ဌာန်းဤပေးခဲ့တယ်အဲ့ဒီကျင့်စဉ်တွေနဲ့တခြားဝိပဿနာကျင့်စဉ်တွေထပ်တူညီမျှတူညီတဲ့ကျင့်စဉ်တွေသာဖြစ်ပါတူတူပါပဲအားလုံးအခုပြောတဲ့မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယဆိုတဲ့ဓမ္မပရတေသနာဟာလည်းပဲအေးအရာရာစိတ်ကဥဆောင်နေတယ်စိတ်ကပဲကြီးမှုနေတယ်စိတ်ကပဲဖန်တီးနေတယ်ဆိုတာကိုသတိထားဖို့ဒီသဘောမျိုးဆိုတာနော်ဒါသဘာဝကိုပြောလိုက်တာဟုတ်ပြီဘုန်းကြီးတို့ကိုယ့်ကိုယ်စဉ်းစားကြည့်ကိုမကြိုက်တဲ့အာယုန်လေးတစ်ခုမျက်စိထဲမှာမြင်လိုက်တာနဲ့တပြိုင်နက်မကြိုက်ဘူးဆိုရင်မကျေနပ်မှုဒေါသဖြစ်မှုဆိုပေါ်လာကိုကြိုက်တယ်ဆိုလို့ရှိရင်ကျေနပ်မှုလက်ခံမှုလောဘဖြစ်မှုဆိုဝင်လာပြန်အတန်ကြားရင်လည်းပဲထို့တူပဲကိုကြားခြင်းနဲ့အတန်လေးကြားလိုက်ရလို့ရှိရင်ကျေနပ်တယ်မကြားခြင်းနဲ့အတန်ကိုကြားလိုက်ရပြီဆိုရင်အလိုမကျဒေါသဖြစ်တယ်အဲ့ဒီလိုလူတွေရဲ့သဘာဝမှာအဲ့ဒီလောဘဒေါသဆိုတာတွေဟာအာယုံဝင်လာလို့စိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်သူတို့ဟာအစင်းနဲ့စိတ်ထဲမှာဖြစ်ပေါ်လာဖို့ဝင်ရောက်လာဖို့အခြေအနေကြီးတစ်ခုဖြစ်နေတယ်အဲ့ဒီအချိန်လေးမှာတတိနဲ့တမ္ပစင်ညနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်မှာဖြစ်တဲ့ပေါ့ဒီသဘောတွေကိုဆိုတာပါနော်ဒီသဘောကိုဆိုအာယုန်တစ်ခုကိုလက်ခံစဉ်းစားလိုက်တယ်ကိုမြင်တဲ့လူကသို့မဟုတ်ကိုမြင်တဲ့အရာကကိုကြိုက်တဲ့အရာလားမကြိုက်တဲ့အရာကိုကြားတဲ့အတန်ကကိုကြိုက်တဲ့ဟာလားမကြိုက်တာလားကြိုက်မကြိုက်ပေါ်မှာမူတည်ပြီးတော့လူတွေဟာစိတ်အယောင်ဆိုးမှုတွေကွပြလာကြတယ်အဲ့ဒါလို့အယောင်ဆိုးပြီဆိုရင်နောက်ကအဲ့ဒီအယောင်တွေချောက်အယောင်အားလျော်စွာလူတွေဟာနှုတ်ကအတန်ထွက်လာတယ်ကိုယ်ဒီလေးအောင်လှုပ်လာတယ်ဆိုတဲ့ကံအဆင့်သဘောတရားတွေဟာတိုးတက်ဖြစ်ပေါ်လာပြီးဇောဆယ်မှာမကောင်းတာတွေဖြစ်ပေါ်လာပြီဆိုရင်ဒုက္ခရောက်ဖို့ပဲကောင်းတာတွေဖြစ်ပေါ်လာပြီဆိုရင်ကောင်းကျိုးချမ်းသာရဖို့ပဲဖြစ်တယ်အများအားဖြင့်ဒုက္ခဖြစ်ဖို့ဟောတာအေးမြတ်စွာဘုရားရဲ့ဒေသနာတော်လေးကိုရှင်းဥစွာဘုရားရှင်းပြတာလေးကမနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယသဘာဝတရားတွေကိုစိတ်ကဥဆောင်နေတယ်စိတ်ကကြီးမှုထားတယ်စိတ်ကပဲဖန်တီးနေတယ်ဒါဖြင့်ဘာလို့အောင်မနတာစေဘာဖြစ်တတ်လဲဆိုတာကိုပြောတော့မနတာစေပဒုဋ္ဌေနဘာတတိဝါကရောတိဝါအဲ့ဒီစိတ်လေးဟာတမန်တော်ကတော့ဘာအပြစ်မှမရှိဘူးသို့တော့မကျေနပ်တဲ့အတွေးတွေဝင်လာပြီဒေါသဖြစ်လာပြီမနာလိုတဲ့အတွေးတွေဝင်လာပြီမနှစ်မြို့တဲ့အတွေးတွေဝင်လာပြီအဲ့ဒီမနှစ်မြို့တာနဲ့ပူပေါင်းလာတဲ့စိတ်ကြတော့ဘာဖြစ်လဲမနတာစေပဒုဋ္ဌေနာပျက်စီးသွားပြီသူ့ငကောပင်ကိုအနေထားမဟုတ်ပဲနဲ့ဝင်ရောက်ပြီးဖြစ်စီလိုက်တဲ့လောဘဒေါသကြောင့်စိတ်ဟာအယောင်ပြောင်းသွားပြီဆိုတဲ့အခါမှာလူကဒီတိုင်းနေတာမဟုတ်ဘူးအယောင်ပြောင်းတဲ့စိတ်နဲ့တွေးလိုက်တယ်တွေးရင်လည်းအပြစ်ဖြစ်သွားပြန်နှုတ်ကထုတ်ဖော်ပြီးတော့ပြောလိုက်တယ်ဘာတတိဝါပါးစပ်ကထုတ်ပြီးပြောလိုက်တယ်ပြောလိုက်ပြီးဆိုလို့ရှိရင်တစ်ဖက်သားကိုထိခိုက်တဲ့စကားလုံးပဲဖြစ်စေလိမ်ညာတဲ့စကားလုံးပဲဖြစ်စေဝစီတုစရိုက်ဆိုတာတစ်ဖက်သားထိခိုက်တာလေးကြီးပဲကိုတစ်ဖက်သားအကျိုးဖြစ်အောင်ဟုတ်တာကိုမဟုတ်ဘူးလို့လိမ်တယ်တဦးနဲ့တဦးမတည့်အောင်ဂုံးတိုက်တယ်တစ်ဖက်သားနားမခံလာအောင်ဆဲရီတိုင်ထွာတယ်အကျိုးမရှိတဲ့စကားတွေနဲ့
လောကမှာရနိုင်တဲ့ဟိတဒုက္ခတွေကိုဖြည့်ဆည်းတယ်ဆိုတဲ့စကားလုံးတွေကိုပြောတယ်ဆိုအဲ့ဒီပြောဆိုမှုလုပ်ရက်တွေဟာအပြစ်ရှိတဲ့လုပ်ရက်တွေဖြစ်သွားတယ်မကောင်းတဲ့စိတ်ဝင်လာရင်အပြစ်ရှိတဲ့လုပ်ရက်အေးဘသူသေးသေးငတိမာပြီးရောဆိုစိတ်တက်တွေဝင်လာတယ်ဒေါသဖြစ်လာလို့ရှိရင်အဲ့ဒါလို့ဝင်လာလို့ပြီးတော့ပြောလိုက်တဲ့အပြောလုပ်လိုက်တဲ့အလုပ်တွေဟာဘာတတိဝါကရောတိဝါကံအရာမြောက်သွားပြီဘာဖြစ်လဲတတောနံဒုက္ခမနွေတိအဲ့ဒါလို့ပြုလုပ်ခြင်းကြောင့်သူရလိုက်တာကတော့ဒုက္ခပဲသူစီမှာပြဿနာမျိုးစုံတက်လာမယ်လိမ့်မယ်ပြောဆိုခြင်းကြောင့်လည်းပြဿနာတက်တယ်ပြုလုပ်ခြင်းကြောင့်လည်းပြဿနာတက်လာမယ်ပြဿနာတွေစုပြုံရောက်လာတာဟာဒုက္ခ problem ပဲဒီဘဝတင်လာလို့ဆိုမဟုတ်ဘူးအမှန်တကယ်ပြောလိုက်လှုပ်လိုက်တဲ့ကိစ္စကြောင့်ပြဿနာတွေတက်လာပြီဆိုရင်နောက်ဘဝမှာလည်းဒီဒုက္ခလိုက်လာမြတ်စွာဘုရားကကံတရားရဲ့သဘာဝနဲ့ပတ်သက်ပြီးပြောတာပါပြောတော့ဆိုပရတ္တအတ္တနာဂတိဒုက္ခေသူတစ်ပါးဖြစ်သွားအောင်ကိုယ်ဒုက္ခတစ်ခုပြုလုပ်လိုက်တယ်အဲ့ဒီကိုလုပ်လိုက်တဲ့ဒုက္ခဟာကိုယ်စီပြန်ရောက်လာကိုယ်စီပြန်ရောက်လာဩစတြေးလျမှာအသုံးပြုတဲ့အဘော်ရီဂျီနီတွေအသုံးပြုတဲ့ဘူမရန်ဆိုတဲ့လက်နက်ကြီးရှိတယ်အဲ့အကောက်ကြီးစိတ်ဝင်စားလို့ရှိရင် Facebook မှာကြည့်အဲ့ဒီအကြောင်းရေးထားလည်းရှိနော်ခဏခေတ်ကတော့ဘောဓုတရှိတယ်ဘူမရန်ဆိုတဲ့စလုံးရိုက်ကြည့်လိုက်လို့ရှိရင်တွေ့တယ်အဲ့ဒီလက်နက်ကကောက်ပုံစံလောက်ထားပြီးပြစ်လိုက်လို့ရှိရင်ပြစ်တဲ့စီပြန်ရောက်လာကံတရားရဲ့သဘာဝကအဲ့ဒီတိုင်းပဲကိုကမကောင်းတဲ့စိတ်နဲ့တစ်ဖက်သားကိုထိခိုက်အောင်လုပ်လိုက်လို့ရှိရင်တစ်ဖက်သားမှာဖြစ်ပေါ်သွားတဲ့ထိခိုက်နေနာမှုသည်ကိုယ်စီပြန်ရောက်လာဒီလိုဆိုထားတယ်ဒါဟာကံရဲ့သဘာဝပဲတဲ့ကံရဲ့သဘာဝအဲ့တဲ့ကိုယ်စီပြန်ရောက်လာအကောင်းတဲ့ကံကြတော့ကိုယ်တစ်ဖက်သားကိုစိတ်ချမ်းသာအောင်လုပ်လိုက်ကိုယ်မှာစိတ်ချမ်းသာမှုတွေပြန်ရလာတယ်ကိုယ်ကတစ်ဖက်သားကိုပေးလိုက်ကံလိုက်ထောက်ပံ့လိုက်တယ်တစ်ဖက်သားမှာပြည့်စုံပြီးစိတ်ချမ်းသာမှုတွေရအဲ့ဒီတစ်ဖက်သားရသွားတဲ့စိတ်ချမ်းသာမှုမျိုးကိုယ်စီပြန်ရောက်လာဒီလိုဆိုလိုတယ်ပေါ့ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိုယ်စီပြန်ရောက်လာအဲ့ဒီသဘာဝတရားတတောနံဒီဒေသနာမှာမြတ်စွာဘုရားအစိုးနဲ့ပတ်သက်ပြီးပြောတာနော်စိတ်ဟာမကောင်းတာတွေနဲ့ပေါင်းမိလို့ပျက်စီးသွားပြီဒေါသကြောင့်ပျက်စီးတယ်လောဘကြောင့်ပျက်စီးတယ်မနာလိုတဲ့အိတ်သားကြောင့်ပျက်စီးတယ်မစ္စရိယကြောင့်ပျက်စီးတယ်မာနကြောင့်ပျက်စီးတယ်ပျက်စီးမှုတွေအများကြီးပဲပင်ကိုယ်စိတ်မဟုတ်ပျက်စီးသွားအဲ့ပျက်စီးသွားတဲ့စိတ်ထက်အခြေခံပြီးတော့နှုတ်ကပြောလိုက်မယ်လက်တွေ့လှုပ်လိုက်မယ်ဆိုရင်တတောနံဒုက္ခမတွေ့တည်ဆင်းရဲဒုက္ခသူ့နောက်ကိုလိုက်လာမှာပဲဖြစ်တယ်ထင်ရှားတဲ့ဥပမာတစ်ခုမြတ်စွာဘုရားပေးတယ်စက္ကံဝဝဟတောပဋ္ဌံလက်မှတက်ပြီးတဘိုးမှာကထားပြီးတော့လဲကိုယုံနေရတဲ့နွားရဲ့နောက်ကိုလဲပင်ကြီးဟာထက်ချက်မကွာလိုက်ပါနေတယ်လို့ပဲဒုက္ခကြီးဟာနောက်ကနေစဉ်စမပြတ်လိုက်ပါနေမှာဖြစ်တယ်အဲ့တော့ဒီဒေသနာတော်လေးကိုမှတ်ရမှာဒီဒေသနာတော်ကိုမှတ်ရမှာသဘာဝတရားအလုံးကိုစိတ်ကဥဆောင်နေတယ်သဘာဝတရားအလုံးကိုစိတ်ကကြီးမှုးထားကြီးစိုးထားတယ်သဘာဝတရားအလုံးဟာစိတ်ကဖန်တီးထားတာဖြစ်တယ်ပျက်စီးနေတဲ့စိတ်နဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒီပြောဆိုမှုပြုလုပ်မှုကြောင့်ဆင်းရဲဒုက္ခတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆင်းရဲဒုက္ခတွေဟာပြုလုပ်တဲ့ပုဂ္ဂိုလ်နောက်ထက်ချက်မကွာလိုက်နေလိမ့်မယ်ဟောကံတရားသဘာဝပြောကိုလို့တာကိုယ်စီနောက်လိုက်နေစက္ကံဝဝဟတောပဋ္ဌာလဲမှာကထားလို့လဲယုံနေရတဲ့နွား